တချို့တွေကဒီမွေတွေကို AI ဆိုပြီးတော့ပြောနေကြပါတယ်။တရုတ်နိုင်ငံမှာ6ရက်နေ့ကရေကတာအိတ်ကွဲကျွတ်ပေါက်သွားပြီးတော့တမျိုးလုံးရည်ကြီးသွားမှုဖြစ်သွားပါတယ်ခင်ဗျာ။ထိတ်လန့်စရာကောင်းတာကမွေမျိုးစားစုပ်အကောင်900ပေါ့နော်။ရေထဲမှာကူးနေတာပေါ့နော်။အဲမှာဗီဒီယိုထဲအတိုင်းပေါ့နော်။ဒီအမွေဆယ်တွေကြတော့ဖမ်းမိပြီးတော့လူတွေကမွေတွေတင်းမလန်းနိုင်အောင်ဒုတ်တွေနဲ့ထိုးချရိုက်ချဒီလိုက်ဖမ်းကြတော့ပေါ့နော်။လူတွေကဒုံနဲ့ထိုးချရင်ငုံဆောက်ဒီလူတွေဒုံနဲ့လိုက်ရိုက်အမှငွေတွေရင်ငုံသွားတာပေါ့နော်ပြီးတော့ဒီရီလက်ခေါက်ကနေခေါက်ကိုလို့ပြလိုက်သေးတယ်ပေါ့နော်တခုကျွန်တော်ပြတဲ့ဗီဒီယိုထဲမှာပေါ့နော်တေးချက်ချက်ကြည့်ပေါ့တချို့တွေကလည်းဒီဟာကို AI လားဆိုပြီးတော့လည်းမေးနေကြပါတယ်ပြောဒီတော်တော်များများပေါ့နော်AI လားတကယ်ဖြစ်နေတာလားပေါ့နော်တချို့တွေကလည်း AI နဲ့တော်တော်လေးတူတယ်တချို့တွေအစေပေါ့နော်ဒါတကယ်ဖြစ်သွားတာပါခင်ဗျာ来表下来了。搞起来，啥？哎呦，哎呦，我两个豆豆大呀！